ဘာပိုက်ပြောချင်တာကဒီကျွန်တော်တို့တွန်းဆောင်မြို့နယ်ဟာဒီ2024မြို့တင်စစ်စင်ကြီးတော့ကလည်းကျွန်တော်တို့ CDF CNF ပူပေါင်းတပ်ဖွဲ့အယောက်900ကျော်ကိုကျွန်တော်တို့ကအင်ရှင်လုပ်ပြီးမှကျွန်တော်တို့ကကျွေးမွေးဆောင်ရှောက်ရေးလုပ်ရတယ်အဲ့ဒီတော့ကလည်းကျွန်တော်တို့ကတော့တတ်နိုင်တလို့နောက်ဆုံးကုန်ပြော NZR လည်းဖြစ်စစ်ကောင်စီဖြစ်policy မတူပြမဲ့လူသားအချင်းချင်းဆိုတော့ကျွန်တော်တို့မှာစာနာစိတ်ရှိတယ်နောက်ဆုံးဒီကျွန်တော်တို့ CDF ပူပေါင်းတပ်ဖွဲ့ဆိုရင်လည်းအကုန်လုံးကျွန်တော်တို့အဲ့ဒီစွာနဲ့ကျွန်တော်တို့ကတော့ခံခဲ့တဲ့ဒီမြို့တင်စစ်စင်ကြီးပေါ်မှာလည်းဒီမြို့တင်စစ်စင်ကြီးစင်နွေးတဲ့ပူပေါင်းတပ်ဖွဲ့ရလဲဒီတွန်းဆောင်မြို့တင်စစ်စင်ကြီးကတော့တော်တော်လေးဂျင်းတ်တယ်ပေါ့လူထုရဲ့အဲ့ဝတ်ကြီးမှုပေါ်ပြီးတော့ကျွန်တော်ဒီလူမျိုးပြောတဲ့အချိန်မှာကျွန်တော်တော့ဆောင်းပြောတာမကောင်းပြောချင်တာမို့ကျွန်တော်ဒီဖလမ်မကြကြီးအတွက်ကျွန်တော်တို့ CDF ပူပေါင်းတပ်ဖွဲ့အခုတွန်းဆောင်လူမဟုတ်ဘူးကျွန်တော်တို့ CDF တပ်ပေါင်းစုကကျွန်တော်တို့ဖလမ်မျိုးမကြကြီးအတွက်တိုက်ပွဲဝင်နေတဲ့အချိန်မှာအစ်ဒီပေးတဲ့လူကပေးအဲ့ဒီအချိန်မှာဒီကျွန်တော်ချင်းလုံးမီဒီယာမြန်မာအစီအစဉ်မှာနားထောင်ပြီးမှအခုချိန်ထိကျွန်တော်မမေ့နိုင်တာဒီမတူပီဖက်ကမတူပီကျွန်တော်တို့ချင်းပြည်တောင်ပိုင်းမတူဖက်ကနေ CNA တတဝေရောက်တဲ့သူဖြစ်စီတဲ့မတူပီနာမီနဲ့ဖလမ်မျိုးမှာဝင်တိုက်တဲ့လူရဲ့ရင်တွန်းစကားပြောပြချက်ဒီကျွန်တော်ကြားရတော့ကျွန်တော်တို့မျိုးမကြရေးအတွက်အတက်ဒီပေးပြီးမှလာတိုက်တဲ့လူအဲ့လိုမျိုးလူထုအညီနဲ့ဖြစ်เสียလားဆိုတဲ့စိတ်ကတော့ကျွန်တော်ကတော့မမေ့နိုင်ဘူးပြောချင်တာကျွန်တော်အင်ရှင်ဒီသူတို့မှလည်းဘာတည်င်းကြားလို့ဘာကျွန်တော်တို့လည်းအပစ်တင်လို့မရဘူးဒါပေမဲ့အဲ့ဒီပေါ်မှာကျွန်တော်တို့ CDF တွန်းဆောင်မျိုးစစ်ကောင်စီနဲ့စစ်အားလည်းသူစစ်စင်တဲ့အနီမှာကျွန်တော်တဲ့နေရာမှာကျွန်တော်ပြောနိုင်တာကျွန်တော်ပြောနိုင်တာကတိပေးနိုင်တာဆိုလို့ကျွန်တော်တို့ကိုစစ်ကိုလာနိုင်တဲ့လူမှန်တမျှကိုကျွန်တော်တို့ဖက်ကနေဖလမ်တော့ငါလူကျွန်တော်တို့ဒီအစာအတော့ဒီမငတ်စေရဘူးဒီကိုချန်သေးအဇွတ်ဒီအစာဝေဖုခွင့်မပြတာမပြောနဲ့ကျွန်တော်တို့မှာစစ်ဘေးရှောင်တဲ့ကြားကနေမရှိတဲ့ကြားကနေကျွန်တော်တို့စားမဟာကိုပေးပြီးမှကျွန်တော်တို့တွန်းဆောင်ကိုစစ်ကိုလာနိုင်တဲ့လူရှင်ကျွန်တော်တို့အဲဝတ်ကြီးစွာနဲ့အခုလဲရှိနေတဲ့ CNA တပ်ဒီလဲအစကရကျွန်တော်တို့ကပဲတာဝန်ယူပြီးမှစာရေးတောက်ရေးအကုန်လုံးအမြဲတမ်းတာဝန်ယူတဲ့ CDF တွန်းဆောင်တပ်နဲ့အတူတူပဲကျွန်တော်တို့လူထုကကျွေးမွေးတယ်ဆိုတာကျွန်တော်တို့တွန်းဆောင်လူထုအနေနဲ့ supporter အနေနဲ့တွန်းဆောင်အားတဲ့လူမှန်တည်းစစ်ကိုလာတဲ့လူမဟာမိတ်တပ်ပေါင်းစုတွေကိုကျွန်တော်တို့ဖက်ကလုံးဝအဲဝတ်ကြီးစွာနဲ့အတတ်နိုင်ဆုံးကျွန်တော်တို့ကတော့အဲဝတ်ကြီးပါမယ်လို့ကျွန်တော်ဖက်ကနေပြောနိုင်တာဒီလောက်ပဲဒီ